င်္ဂလာရှိတဲ့သူချက်တည်းရှိတဲ့သူဆိုတာဘလို့လူလဲဆိုတော့ကုသိုလ်ကောင်းမှုတွေကိုအမြဲတမ်းပြုလုပ်နေတဲ့စိတ်စေတနာကောင်းကောင်းထားပြီးတော့မေတ္တာတရားနဲ့သူတို့ဘာတွေရဲ့ပုံမှာပြောဆိုဆက်ဆံတဲ့သူကိုချက်တည်းရှိတဲ့သူမင်္ဂလာရှိတဲ့သူလို့ခေါ်တာပဲမနဲ့အိယာထားတာနဲ့မိမိတို့သူတို့ဘာတွေကိုမေတ္တာပို့ပေးတဲ့မနက်ခင်းမှာကုသိုလ်ကောင်းမှုတွေနဲ့စတင်ပြီးတော့တတဝါလေးတွေရဲ့အပေါ်မှာချမ်းသာစေခြင်းကောင်းစားစေခြင်းနဲ့မေတ္တာစိတ်နဲ့နိုးထတဲ့သူကိုမင်္ဂလာရှိတဲ့သူလို့ပြောလို့ရတယ်မိမိကိုတွေးမြင်ရသူတွေရဲ့စိတ်နှလုံးကိုအေးချမ်းသွားစေခြင်းနဲ့ဆိုရင်မေတ္တာတရားနဲ့နေ့ရက်တိုင်းကိုဖြတ်သန်းရမယ်အဲ့တော့ဘုရားရှိခိုးတိုင်းရှိခိုးတိုင်းမှာလည်းကိုယ့်ရဲ့အပြုမှုကာယကံကိုယ့်ရဲ့အပြောဆိုဝစီကံကိုယ့်ရဲ့အတွေးအကြံမနောကံတွေကြောင့်ဒီသူတူတယောက်မှဒုက္ခမရောက်စေရဘူးကိုယ့်ရဲ့ကာယကံဝစီကံမနောကံတွေကြောင့်လူတိုင်းဟာစိတ်ချမ်းသာပြီးငြိမ်းချမ်းပျော်ရွှင်စေရမယ်ဆိုတဲ့စိတ်ကိုမိုးလင်းတာနဲ့လုံးသွင်းဆုံးဖြတ်ထားရမယ်မေတ္တာရဲ့နောက်ဆက်တွဲစိတ်ထားတွေကဘာလို့လဲဆိုတော့သူတစ်ပါးတွေရဲ့အပေါ်မှာကိုချင်းစာတတ်ကျင့်တနာတတ်တယ်အဲ့လိုစိတ်ထားတွေရှိနေရင်တော့ကိုမကြိုက်တာတွေကိုသူများတွေပေါ်မှာလုံးတော့မှာမဟုတ်ဘူးကိုကြိုက်တာတွေကိုပဲသူများတွေကိုလုံးတော့မယ်ကောင်းတာတွေကိုကိုကကြိုက်ရင်သူများတွေကိုလည်းကောင်းတာတွေပဲလုပ်ကြမယ်ကိုကကောင်းတဲ့စကားတွေကိုကြားကျင်တယ်ဆိုရင်ကိုယ်တိုင်ကလည်း